လက်အုပ်ချီပြီးနောက်ကညီညီလေးဆိုစမ်းပြိဿအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့1338ခုတကူလာဇန်ဘုန်းကြီးတို့8ရက်နေ့ညတာကေတမြို့အမှတ်3မန်မြေရက်ကွက်မှမန်ပြေရက်ကွက်မှနေပြီးတော့ဗုဒ္ဓဝေယဝိဆအဖွဲ့ကနေပြီးတော့ပင့်လျောက်တဲ့တရားပွဲ၄ညဒီ၄ညမြောက်တရားပွဲမှာဘုန်းကြီးဟောမဲ့ဇတ်ထုတ်ကတောင့်တဒိုင်းရလှူဒါနာဆိုတဲ့တရားကိုဟောမှတ်သွားနော်တောင့်တဒိုင်းရလှူဒါနာဘာတဲ့တုံးပြိဿကြီးဒါနပြုရင်မိမိတို့တောင့်တတဲ့အတိုင်းရတယ်လို့ဒီလိုသိသွားစေခြင်းလို့တောင့်တတိုင်းရလှူဒါနဘာတဲ့ဟောအတိတ်ဇတ်ကြောင်းလေးတွေဘုန်းကြီးတို့ပြန်ကြအောင်စို့အတိတ်ဇတ်ကြောင်းကမပြန်လို့မဖြစ်ပါဘဒုမုတ်တရမြတ်စွာဘုရားလက်ထက်ခင်ဗျားတို့နားလည်အောင်ဘရုံမုတ်ထိုရမြတ်စွာဘုရားလက်ထက်အဲ့ဒီမြတ်စွာဘုရားလက်ထက်မှာဟိမဝန္တာတောင်ဆောင်မယ်ပေါ့ပြိဿအဲ့ဒီဟိမဝန္တာတောင်ဆောင်မှာကျွတ်တို့မဟောရကမြည်တဲ့နဂါးကြီးရှိအမှန်တော့ကျွတ်တို့နတ်နဂါးပေါ့ရိသကြီးဘယ်လိုနဂါးတော့နတ်နဂါးဆိုတာကမစိတ်တိရှိအဲ့ဒီမဟောရကမြည်တဲ့နတ်နဂါးကြီးသည်မယားဖြစ်သောဝိမလာဒေဝီနဲ့အတူတကွစံမြန်းကြတဲ့အချိန်ဝိမလာဒေဝီသည်900သောနဂမတွေနဲ့အတူတကွနေကြဒီလို900သောနဂမတွေအချမ်းရနဲ့နဂါစည်းစိမ်ကာမအယတာကိုခံစားပြီးတော့နေရမှလောကဗြဟ္မုတ်ထိုတာမြတ်စွာဘုရားပွင့်တယ်လို့ဆိုတဲ့တည်င်းစကားသိကြားလိုက်ရတော့နဂါမင်းကြီးကိုခေါ်ပြီးတော့ဗြဟ္မုတ်ထိုတာမြတ်စွာဘုရားထံမှာအချမ်းရံတွေနဲ့တကွလာကြဒီလိုအချမ်းရံတွေနဲ့နဂါဇနီးမောင်နှံသည်မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးဖူးမြော်ကြတော့လို့ဖူးမြော်ကြတော့တရားနာယုံနေမကမြတ်စွာဘုရားမနေ့ဖန်တပည့်တော်တို့ဟိမဝန္တမှာနေကြထိုင်ကြတဲ့တပည့်တော်တို့နဂါပိတ်မှန်တို့အရှင်ဘုရားနောက်ပသံဃာတော်တွေနဲ့ဆွမ်းဖုံးပေးကြွတော်မူပါဘုရားအဲ့ဒါလို့ပြင့်တော့ဘရုံမုတ်ထိုတာမြတ်စွာဘုရားကိုယ်တော်မြတ်ကလည်းကြွတဲ့အချိန်ခါမှာနတ်နဂါဇနီးမောင်နှံသည်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအားနတ်တုတ်ဓာများနဲ့လှူဒန်းကြပြီးတဲ့နောက်ဟောကျတ်တို့ဘရုံမုတ်ထိုတာမြတ်စွာဘုရားကဝိမလာဒေဝီနဂမရဲ့ဥပနိဒယကိုမြင်တော်မူသဖြင့်တကောအရာမှဧတရရသောဘိက္ခုနီမတပါးကိုခေါ်၍အသူတရားကြီးကျယ်တဲ့ဗြဟ္မာမင်းကြီးရဲ့ပုံသဏ္ဍာန်ဖန်ဆင်းခိုင်းတေချာနားထောင်နော်ဒီဇာလံပြေတဲ့တော့ကြဘသူဆိုတာသိလာပါလိမ့်အသူတရားကြီးကျယ်တဲ့ဗြဟ္မာမင်းကြီးအဟံဖန်ဆင်းခိုင်းနောက်သမုဒ္ဒရာရေပြင်မှာလူလာဆံခတ်ခောက်တုတ်ခောက်ပြန်
သမုဒ္ဒရာရေပြင်းပေါ်မှာအကြွခိုင်းဘုရားကိုယ်တော်မြတ်ကြီးရဲ့ဘိက္ခုနီယဟန်မိမ့်မတွေကတကောအရာမှာဣဒရရတဲ့ဘိက္ခုနီမကိုခိုင်းနေတာပြုတ်အဲ့ဒီဘိက္ခုနီမသည်နေနဲ့လကိုသင်္ကန်းစွန်းမှာခြီပြီးတော့ပြေသာကြီးနဲ့အာယုစိုက်နားထောင်နော်တကောအရာနေနဲ့လကိုကျွတ်တို့သင်္ကန်းစွန်းမှာခြီပြီးတော့စัจ java လာတောင်ကိုလှိစัจ java လာတောင်ကြီးကိုလှဲ့ပါပြီးတော့တခါတည်းပြလိုက်တော့ဝိမလာဒေဝီခေါ်တဲ့နဂမသိပ်အားကြသွားအမလေးကြည်စမ်းမဟင်းမြမကြီးရောက်ဖန်ဆင်းလိုက်တာကလည်းအတူတရားကြီးသမုဒ္ဒရာရေပြင်းကြပြန်တော့လေလေခုံစီးပြီးတော့ကြွနေလကိုသင်္ကန်းစုံမှာခြီးပြီးတော့စစ်ကြောင်းဝလာတောင်ကြီးကိုလှည့်ပတ်တဲ့ဓကိုကြီးတဲ့ဟောဒီဘိက္ခုနီမခဲ့သို့ငါဖြစ်ချင်လိုက်ပါပြီအားကြသွားဒီလိုအားကြယုံနေမှာကငါးပါးသီလများဖယားထံမှာယူပြီးတော့အရုဏမြည်သောကြာပန်းကိုလှူပြီးတော့ဆူတောင်းအဲ့ဒီနဂါးဘဝမှာဆူတောင်းပြီးတော့နေလာလိုက်တာနဂါးဘဝလည်းသိပ်မပျော်မွေ့တော့ညီးငွေလာရမှနဂါးဘဝကဆူတောင်းပြီးတော့ဆူတေပါရောပြိဿလက်ချိုးခြင်းချိုးထားပေါ့လက်ချိုးခြင်းချိုးထားပေါ့ကျွတ်တို့ဂေါရမဘုရားလက်ထက်တကိုးကြီးတဲ့ဘိက္ခုနီဘသူဖြစ်လာမယ်ဆိုတာလည်းသိသွားအောင်ကဲလက်တစ်ချောင်းချိုးထားအဲ့ဒီဘဝကစုတည်ပြီးတော့တရားနာပရိသတ်ရေဟန်တာဝရီပြည်ကြီးမှာဂရေ40ကျွယ်ဝတဲ့တထေးသမီးဖြစ်ပြန်ရောပြုဒီလိုဟန်တာဝရီကဂရေ40ကျွယ်ဝတဲ့တထေးသမီးဖြစ်ပြီးဒီနောက်မြတ်စွာဘုရားကျောင်းတော်ရောက်လို့ဘုရားဖူးလိုက်တဲ့ချိန်ခါမှာဘုရားကိုယ်တော်မြတ်ကတကောအရာမှာဣတရက်ထားတဲ့ဣတိမန္တအရာမှာယာရူးကြီးကိုပေးနေတဲ့ဘိက္ခုနီမတယောက်မြင်မြန်ရောဒီလိုဘိက္ခုနီမကိုမြင်တော့ဩကြည်စမ်းမမိမသား3000ကိုပင်ဖြစ်လင်ကစားဖယားသာသနာမှာယဟန်မိမပြု၍သုံးလောကထိုထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကတကိုးကြီးတဲ့နေရာမှာဖြင့်ငါဖယားအောက်မိမယဟန်တွေထဲမှာဒီဘိက္ခုနီမကိုအမြတ်ဆုံးရာလူကြီးပေးနေပါဖြင့်လားဟန်ကြလိုက်ပါပြီငါဒီဟောဒီဘိက္ခုနီမကြီးကဲလို့နောင်ဖယားတက်ဆူဆူရဲ့ခြေတော်ရင်းမှာတကိုးကြီးတဲ့အရာဒီရာဒူးကြီးကရလိုက်ချင်ပါပြီရလိုက်ချင်ပါပြီနဲ့အဲ့ဒီဘဝမှာတခါဆူတောင်းခဲ့ပြန်ရောပြုအဲ့ဒီဘဝမှာဆူတောင်းပြီးတော့တဖန်ဆူတယ်ဘယ်နှဘဝရှိတော့ဟဲ့လက်ဘနှချောင်းချိုးပြီးတော့နှချောင်းတော့မဖြီနဲ့လက်နှချောင်းချိုးထားတော့ကြပျောက်သွားမှစိုးလို့အဲ့ဒီလိုတရားနာပြည်သားကြီးဆူတောင်းပြီးတော့အဲ့ဒီဘဝကဆူတယ်၍ဗဒ္ဒကကဘာရောက်လာခဲ့ဗဒ္ဒကကဘာဆိုတာဘုရားငါးစုပွင့်တဲ့ကဘာဘယ်ကဘာတော့ပြည်သားကြီးဟဲ့ကဘာဆိုတာတန်မြင်ညတော့တဘာတည်းပဲဟဲ့ဝိသေသခွင်းလိုက်တော့တုံညကဘာတုံညကဘာဆိုတာရှိတုံညကဘာဆိုတာဝါလုံးကြီးတုံညကျွင်းတယ်ဆိုတဲ့ကဘာမှမရှိဘူးဆိုတာသိပါတယ်ဖယားမပွင့်ဘူးဖယားမပွင့်တဲ့ကဘာကြီးပေါ့အဲ့ဒီဖယားမပွင့်တဲ့ကဘာကိုတုံညကဘာခေါ်တယ်ဖယားပွင့်တဲ့ကဘာကြတော့တုံညကဘာလို့ခေါ်သည်ယရနာမစိတ်ဘူးအဲ့ဒီတုံညကဘာမှာလည်းပဲတရားနာပြိဿဖယားပွင့်တဲ့ကဘာက5မျိုးကွဲခဲ့တယ်ကိုင်နောက်ကလက်ချိုးပြီဆိုစမ်းမဖယားတဆူပွင့်တဲ့ကဘာဖယားနှစ်ဆူပွင့်တဲ့ကဘာဖယား3ဆူပွင့်တဲ့ကဘာဖယား4ဆူပွင့်တဲ့ကဘာဖယား5ဆူပွင့်တဲ့ကဘာဘယ်နှမျိုးတော့ကဘာပြုမိုးကြီးရွာပြီးတဲ့နောက်ကဘာရေကန်ကြီးထဲမှာဖယားပွင့်မဲ့ကဘာဆိုရင်လေ
ဘုရားတဆူပွင့်မဲ့ကဘာဆိုရင်ကြာဘူးကြီးတဘူးနဲ့သင်္ကန်းသပိတ်ပရိခရာအစိုးနတ်ဆူပွင့်မဲ့ကဘာဆိုရင်ဘာမှမရှိတဲ့လောကရကဘာကြီးအတွင်းမှာရေကန်ကြီးအဲ့ဒီကဘာရေကန်ကြီးထဲမှာနတ်ဆူပွင့်မဲ့ဆိုရင်ကြာနဖူးနဲ့သင်္ကန်းနှစ်စုံပရိခရာအစိုးသုံးဆူပွင့်မဲ့ဆိုရင်ကြာဘူးသုံးဘူးသင်္ကန်းအစိုးလေးဆူပွင့်ရင်လေးဘူးလေးစုံငါးဆူပွင့်ရင်ငါးဘူးငါးစုံအဲ့ဒီလိုကဘာရေကန်ကြီးထဲမှာဖြစ်ပေါ်တတ်သဖြင့်ကဘာဥဝဆကဖယားငါးစုပွင့်မဲ့ဟောဒီဗတ္တကကဘာမှာကြာဘူးကြီးငါးဘူးနဲ့သင်္ကန်းငါးစုံနဲ့ပြိဿကြီးအဲ့ဒါမြမာတွေကယူသိမ့်ထားဖယားအလောင်းတော်များတောထွက်တဲ့အချိန်ကြတော့ကမှသိမ့်ထားတဲ့မြမာကြီးတွေကသင်္ကန်းသပိတ်ပရိခရာလာလာကတ်လူကြသည်ဒါကြောင့်ဒုဂေါရမမြတ်စွာဘုရားကိုသင်္ကန်းလာကတ်တော့ဂတိကာရမြမာကြီးသင်္ကန်းလာကတ်တဲ့အချိန်ခါမှာရွှေကြာသင်္ကန်းလို့ဒီလိုဆိုတယ်ပြိဿကြီးဘာသင်္ကန်းနဲ့တော့ဘာပြုလို့ရွှေကြာသင်္ကန်းဆိုတာတော့ဆိုတော့ကြာဘူးကြီးတွေကရတဲ့သင်္ကန်းမို့ဘယ်ထဲကရတာအဲ့ဒါမြမာကယူသိမ့်ထားလို့ဒါကြောင့်ရွှေကြာသင်္ကန်းလို့ဒီလိုခေါ်ခဲ့ကြီးတော်တရားနာပြိဿခုနှစ်ငါတုန်းကအမျိုးသမီးလေးသည်ဖယားငါးစုပွင့်နဲ့ဟောဒီဗတ္တကကဘာမှာဘယ်ဖယားလက်ထက်တုံးဆိုတော့ကတ္တဗဖယားလက်ထက်ပြိဿကြီးဘယ်ဖယားလက်ထက်တုံးကတ္တဗဖယားလက်ထက်ဆိုတာဘယ်နှစုမြောက်တုံးဟဲ့ဟဲ့မငါနဲ့လေတို့ဂေါရမအရင်ပွင့်တဲ့ဖယားလေသုံးစုမြောက်ဂေါရမဖယားကလေးစုနောက်အရိမတေယအရိမရေယတဆူကြံလေးဒါကြောင့်တရားနာပြိဿကြီးဟောဒီဗတ္တကကဘာမှာကတ္တဗဖယားကိုတော်မြတ်ကြီးလက်ထက်ဘာယာနတိမင်းကြီးရဲ့သမီးလာဖြစ်ဘသူသမီးတုံးပြိဿကြီးကတ္တဗဖယားလက်ထက်ဘာယာနတိကိကီမင်းကြီးရဲ့သမီး9ယောက်ထဲမှာသမဏိဂௌတာလို့ဆိုတဲ့ရှင်ဘုရင်ရဲ့သမီးလာဖြစ်မှတ်ခဲ့ဟဲ့သမဏိဂௌတာတဲ့ဘသူတဲ့တော့ဒါကြောင့်သမဏိဂௌတာတို့ဆိုတာပရာစာကြီးတို့ဥပ္ပလဝံတို့နောက်ပြီးတော့ဝိသခာတို့အစရှိတယ်ပေါ့လေတို့ဟိုဥလသိန်းကြီးရွတ်ပြထားတာတိသားနဲ့ခုနှစ်ဖောဗါတဲ့ခေမဥပ္ပလဝနာစာပရာစာရိစဂေါရမီဓမ္မရိဏမဟာမာယာဝိသခာစာပိဟီဆိုတာဒီရွတ်ထားတယ်အဲ့ဒါဥလသိန်းရွတ်တဲ့ထဲမှာပါဥလပြိဿကြီးဒါဥလသိန်းတန်ပြောနေတာတာယာဝရီတန်ကြတော့တစ်မျိုးတာယာဝရီဥညေရပြောတာမထေတထေလေးတို့ကမှန်ရလားပြိဿဒီတိုင်းပြောတယ်တို့ဆရာကြီးတာယာဝရီဥညေရကမဟုတ်ဘူးမထေတထေလေးပရိသတ်ကြီးမှန်ရလားဟာဒီတိုင်းလားကိုမပြီးဘူးပရိသတ်ကြီးမှန်ရလားဒါဥညေရဟဲ့ပရိသတ်ကြီးများမှန်ရရဲ့လားမင်းသားကြီးကဥညေရတရားများတို့နာရရင်တရားဝဲပြီးသွားမှသိဆိုးနာအရသာရှိလုံးလို့မှန်တယ်တပည့်တို့မှန်လုံးလို့ခက်ကုန်ကြီးကွယ်တို့ဒါဥညေရသာနောက်ကြိုက်ဝိုင်းတန်ကြတော့တစ်မျိုးကြိုက်ဝိုင်းဆိုတာကြိုက်ဝိုင်းဥအိမ်ကလေးပင်မဲ့တန်ဝါကြီးနဲ့ယရာယသင်္ဇောရီတော်တွန်ဒိန်သောတတ္တိတရိတဝေဒါဝိနကဘောရဏေယေပိစုခန္ဓဝါဘောရေတိဓမ္မတိသသာစုနားတဲ့ကိုစိတ်ဝင်သွားဒါဥအိမ်ကဘုန်းကြီးတွေလျှောက်ပြောနေရွှေမန်းတင်မောင်တို့ကြတစ်မျိုးရွှေမန်းတင်မောင်ကတချင်းလေးဆိုလိုက်ရင်သူကတရားလေးနဲ့ဒါကြောင့်သူစာတတ်တယ်ပြောကြဗါတဲ့တင်မောင်ကအရင်မူလာတနာမကင်းနိုင်ကြပါနဲ့ဟောဟဲ့ဒီပါလားဒါတင်မောင်တန်ပြောနေပန္နရာကြည်လင်ကြတော့တစ်မျိုးကုံတော့မထင်နဲ့ကြရင်နကုလာပိတာနကုလာမတာမြတ်ဖယားကိုသားလို့ဆွဲဒါပေါ့ဗျာဒါသိကြသားနဲ့
ငါထားကြောင့်တရားနာပရိသတ်ရေဒီအတန်လေးလျှောက်ပြောလို့ပြီးမှာမဟုတ်ပါဘူးမပြီးပဲဒီတက္ကသိုလ်များကြီးတန်ပြောလိုက်ရကျွတ်တော့ငငယ်တော့ကြိုက်တာကိုဗျတက္ကသိုလ်များကြီးတို့မေလှမြိုင်တို့ဆိုတာကျုပ်အသေးဆွဲတွေပေါ့ငါညီများနှမများမင်းတို့ဓာပြားသချင်းတွေရတယ်ဆိုတာငါအိတ်နေတာလောက်ရှိမင်းတို့သချင်းကြိုက်တာငါအိတ်နေတယ်လောက်ငါကဗဇတ်ထဲတင်ဓာပြားသချင်းအပုတ်400ကျော်ရငငယ်တုန်းကဒါတောင်တရားဘုန်းကြီးဖြစ်လာတော်သေးတယ်ဆိုတော့မြုံလာတက္ကသိုလ်များကြီးဟိုတို့ဂီတပိတ်မှဆိုတဲ့သချင်းစပေါ်လာလေးလေးပင်ပင်အရသာရှိပါတယ်ရှေးကတေးဆောင်မင်္ဂလာရှိလို့နေပြောင်းဗမာတွေမှာလွတ်လာရေးရပြောင်းအဲ့ဒီကစတာလောက်ပဲငါပြောပြရစီနောက်အဲ့ဒီကနေပြီးတော့မေလှမြိုင်တဲ့ချင်းကစသဘောကျသွားပုံလေးပြောရအောင်မေလှမြိုင်တဲ့ချင်းဘယ်ကစသဘောကျတုံးဆိုဟိုတို့စိမ့်လက်ကန္နာဆိုတဲ့တဲ့ချင်းကစသဘောကျအတန်သွားလေးကောင်းလုံးလို့ဟိနည်းနည်းလေးပြောပြရအောင်နားထောင်ကြည့်ဦးမလားဟေးသင်္ကန်းဝတ်ကြီးနဲ့မတော်ပါဘူးဖေရှောက်မလားလို့ထောင်အောင်မယ်တဲ့အလေကျုပ်ပြစ်လွတ်တာပေါ့ဘုန်းကြီးသချင်းဆိုတယ်ပြောလေသူတို့ကနားထောင်နေတယ်ဆိုလို့ပါဗျာဒါအဖော်ရှာထားရတာကိုဒီမဲ့ဟိနားထောင်ကြည့်အတန်သွားလေးကောင်းလုံးလို့ထမင်းအသက်9ရက်ပါရေအသက်ဟာတမနဲ့ဆိုဝေတာဒီစကားကိုတွေးရင်ပြင်းပြင်းမနှေးပင်ထောက်ခံမှာဟုတ်မှန်လာစွာရေလှူခြင်းအကျိုး10ပါးတကယ်ပွားပါတယ်တော့ဟဲ့မချောင်းနေတာဟဲ့အဲ့ဒီကစသဘောကျသွားတယ်ဒီမဲ့ဓာပြားသချင်းအပုတ်400ကျော်ဘိုက်ထဲတင်ရငါဓာပြားသချင်း3ကလောက်နားထောင်ရမရတဲ့သချင်းတစ်ခုတော့ရှိတယ်အခုနောက်ပေါ်တဲ့သချင်းတွေတိတ်မပီလို့မပီတဲ့သချင်းကငါမရဘူးပြီးရင်ငါအကုန်ရဆောင်းတွင်တောင်မှဆွန်းစားပြီးတရေတမောဒီတိုင်းမအိတ်သေးဘူးစောင်းလက်ကလေးချွေရင်ချပြီးသချင်းတစ်ပုတ်လောက်ညီးပြီးမှငါအိတ်တက်ဝါဒနာတော့မပြောနဲ့တော့ဒီထက်ချွေရင်ဘုန်းကြီးရောက်တာမသိဘူးကျုပ်ကမေလမ်းမြိုင်ဆိုတဲ့ဆောင်းတွင်ပေါ့လေပြာသူလာလဲပြာသူလာဆောင်းမိဆိုတဲ့သချင်းလေးကျုပ်ကဆိုကြည့်မျက်စိမိတ်ထားတာဘုန်းကြီးရောက်တာမသိဘူးမြောက်လေအပြောင်းဟေမောင်းဆောင်းရသည်ငွေရင်ငွေနှင်းကလေးတွေဖြောင်းပနေတော့ဗျာမဟုတ်ဘူးရှေ့ပိုင်းဝိပဿနာမဟောနိုင်တော့ကလေးတွေပြန်ပြေးကုန်မှာဆိုလို့နားအဲ့ဒါလေးကြုတ်လေးဆိုတော့ဘုန်းကြီးကခြေရင်းကရတယ်ပြီးအောင်နားထောင်ပါတယ်ရှက်တောင်သွားပါမြောက်လေအပြောင်းဟေမောင်းဆောင်းရသည်ငွေရင်ငွေတွင်ကလေးတွေဖြောင်းပနေတော့သည်တယောက်မေအထောင်မောင်အမြောင်ဆောင်းအမီလာစေခြင်းလုံးလို့လာခွန်းစင်းငါတဲစီရွှေရွှေကြီးလေအာနိတဲနဲ့ဒူနဲ့တဲပါခကိုကွာပါဘူးလားပြိဿကြီးပါပါဒါလောက်ဝါဒနာကြီးခဲ့တဲ့ဘုန်းကြီးပါဒါကြောင့်တရားနာပြိဿဝါဒနာကြီးတာတွေရှောက်ပြောမိုးလင်းလဲကုန်မှာမဟုတ်လို့ကျွတ်တို့တရားပြန်ဆက်ကြစို့ကြာရင်ဘွဲပေါက်သွားလိမ့်ကဲပြိဿကြီးလက်နှချောင်းချိုးထားပြီးဗလားဟဲ့ခွန်းင်းကလက်နှချောင်းချိုးပြီးထားပြီနော်လက်နှချောင်းချိုးထားတော့နဂါဘဝတစ်ချိန်ဟဲ့ပထမတစ်ချောင်းကနောက်ဒုတိယဟန္တာဝရီသူကျွဲ့သမီးဘဝကတစ်ချိန်ဟဲ့ဟောအခု3ချိန်မြောက်မှာတို့ကတ္တဗဖရာလက်ထဲဘာရနှစ်သီမှာကိကိမင်းကြီးရဲ့သမီး9ယောက်အဲ့ဒီ9ယောက်ထဲမှာသမဏိဂုတ်တာလို့လာဖြစ်ခဲ့ဒီလိုသမဏိဂုတ်တာလာဖြစ်ပြီးတဲ့နောက်အနှစ်2000နဲ့ပြိဿကြီးကနှစ်ဘယ်လောက်တော့အနှစ်2000အနှစ်2000တိတိတရားနာပြိဿတရားနာသီလတွေယူပြီးတော့နေကြရမှာ
Eri Bawaga Nebido Tangaro Ashimiatigo, Ludan Bido, Payaguro Mia Sika, Bilari Soundtain Bido Lagayama, Ha, Sutibia, Yode Bizaye. When a chausi below hit, though young chota, though Mawashi, Doabi. Eri Kiki Mini Bawama, Kiki Mini at the Mibawama, Sude Bido Do. Baya Nati Pi Atwima, Ho, Skinye Du, Skinye Zamia at the Migali Lapit. Get up a lapit. Du Skinye Male, Bo, Baledo Hit. Nanamamia, Mataja Zan, Komibaga, Skinyedo, Kule Skinyeda, Bo. Dilo Skinye the Mali, Labido, Pito, Yanangaline. Oh, Skinya like that, Piru Miru Skinya, Nasia Rabe. Nasia Rabe. Dumia Zoa, Luma Zoya, Dumia Sa, the Lumasaya, Dumia Pio, the Luma Pioya. Maybe you Bawago, Yopiam Bimelo. Oh, which is Sergeant, you have been Pipi Melo. Mawuya, Masaya, Mapioya, Mapaya, and Nebido Lagaya. Tiganero, Diana, Brida, Neck up where the Venjiga Junjai go. Pabuaji do Yeza. Neck up where you Junjai do, Wopama Soga, Witchin like that. Oh, Pedro Medo, Tamili. Oh, Wupang Witchin, eh? Hey, Tami, Wupan Suda, Tamina, Senior Tatamidi, one night, I'm up, Penetami, eh? Nadami di Kaisa, Mabuza Zamane. Maho, Tamidago, Mamma, we are Lucy, no. Pelo Nina, Maluwaji, Yala, Tamoshi, the Lumatembu, Tamili, Eriwupang, Witchin up, Hefido Mido, Kai, Tami, the law watching, Nigo, Amiro, Wemasin, Babu, eh. Best son, she did the tree, a Madua Bido. You can be witchy, oh. More like that, Biga. More like that, Mibaga. When my pain, 9 months, be a than a Buzalo. You can be, oh, hey, Nanamaya, not that. Miba, Mashi Mamadi, she Mamadi, Mabuza Javane. Nino Kijia, they saw the head. They saw the head, Doroja County, Doroja Dopana. Doroja Beta, Elibade. I bet on Yago Mali. Doroja Bade, Doroja Pokeri, Doroja Tetue, a Malay boy like the Nino Kijama Wazari. Nino Boda do Pony, a widow Ravi. Do Pony, a pawn, Karine, a Malay Borha. No, a Mumuri, Sambia, a che. Dilo Wizari got Sambia Lagari, a chema. Miva Mia Shima Shigul, a Kakaja Jija. Niaragama Puzane, which in Miva Jontare, Jongo, Pyongyang Danandua Peter Pina da on there, Pina Dala and Tari Wayali, Pina Yeji. Miva Kain had a logo, see what she on Josava, see what she like in a Wayali. That on see one Pina, the pepper gun be a swan tet on Josa Giant, Kologene was a one night head. Mashi Mamadi, she Mamadi on Mabuza Jane, G or Mabuza don't mob you like that hit. The love whoopang would change him here. Timmy, Bumyai, Bobby don't need to candido. Miva Ngora, Mangora, and Maloji and Buhe, they watching it at Galema Suro. Huh, the teddy out in Bobby, don't need John Cane. The teddy ma Asaza Ayaya. Che ye, Pio ye, Nanshin ye, Mamma Jan. Lole Mashi, Peter, don't net dine, John Cane, Chain Kama, the Teddy, the Tegro, you got the Nala. Hey, the Tegro, Pardon dog. Tigale Male, a young lad, I got him, men they dead that var qua, let's say Chanari. Okay, do let's say Chanari, Daily Chanayami, oh, Saza Ayaya, mention Nija, Bunija, Gisa, what is a Chayam of Juyabu. To Ni Bay was Sari will do a chain Mamma Shaw, Nazin, Amia, than Shinga, Maja, Loli, the machine, to Buzu Neva of him, the Nava de Qua, Wopang, watching John Cane Galima, Guy, don't name Massage and Neva Zero, Pila Jazula.
ဟုတ်ကဲ့ကျုပ်လည်းသဘောတူပါတယ်ဟဲ့သမီးလို့ခေါ်တယ်ချစ်လွန်းလို့တနာလွန်းလို့တော်ဆိုပြီးတော့တထေးကြီးတထေးကြော်ကြီးနာသွား3 နှစ်တော့ပြည့်သေးဘူးပေါ့တဲ့ညီအဆဆအရာရာလိတ်ဟင်းမှုမရှိဘဲနဲ့ငါတို့ကိုပြုစုတာတို့ကတနာပါသဖြင့်ဒါမဲ့3 နှစ်မပြည့်သေးပေမဲ့ရော့ဟောဒီဝပန်းရည်ယူသွားတော့ဝတ်တော်လို့ပေးလိုက်တော့ခလေးမလေးဝမ်းတာလွန်းလို့ဝပန်းလေးဂျိုင်းကြညဟန်ကြပြီညီဝချင်းတဲ့ဝပန်းကိုဝေရတော့မယ်ဟမလေး3 နှစ်စိတ်အောင်တောင်ကျွမခံရဘူးညီကုသိုလ်ကလည်းကောင်းလိုက်တာဝိမယ်ဒါပေမဲ့လို့လေအစီကံကျွမတထဲအိမ်မှာနေခဲ့ရတော့ညစ်ပေးနေတဲ့ကြီးတွေညော်တွေဆေးကြောရေမိုးချိုးပြီးတော့မှငါဒီဝတ်ကိုဝိမယ်ဆိုပြီးတော့ဝပန်းလေးဂျင်းညာညှပ်ပြီးတော့ထွက်သွားလိုက်ရေအိုင်လေးတွေ့ရေချိုးပြီးတော့ငါဒီဝပန်းကိုဝတ်မယ်ဝပန်းကိုဝတ်ပြီးတော့နက်ခတ်သမီးကြီးကိုငါသွားပြီးတော့ပြောလိုက်မယ်နဲ့သူအခက်ပြီးတော့နေခိုင်းဝပန်းလေးလဲဝတ်မယ်ပြင်ရောဟောယဟန္တာတပါးကြွလာပြေးသားကြီးဘာကြွလာတော့ယဟန္တာတပါးကြွလာတာကသင်္ကန်းပါဘူးပြေးသားကြီးသင်္ကန်းပါရဲ့လားသင်္ကန်းမပါဆိုသခိုးတို့ဓမြတို့ဆိုတော့ဘုန်းကြီးတော်ဘာတော်မရှောင်တာခုခေတ်မှမဟုတ်ဘူးယဟန္တာကြီးသင်္ကန်းတွေလူယူလိုက်ပြေးသားတော်သေးတာဗောခမရတို့ကျွတ်တို့အခုသင်္ကန်းလူမယူသေးဘူးပြေးသားကြီးခုဘုန်းကြီးတဲ့သင်္ကန်းလူယူသေးရဲ့လားလူတော့မယူဘူးကြောင်းတော့သွားတိုက်တယ်အဲ့လေတိုက်တာကတိုက်တာလေဝတ်ပြီးလမ်းသွားရင်လူယူရင်ဒုက္ခဗောခိုးမယဟန္တာကြီးကိုလမ်းမှာစီလူလိုက်တယ်သင်္ကန်းမပါဘဲနဲ့ကြွလာဟဲမလေးကြည်စားဟုတ်တော့ကမလေးအားသင်ဘာမှလည်းပါဘူးတော်ပါသေးရဲ့တော်ပါသေးရဲ့တိရွက်တီကြည်စားတိရွက်တီကိုစူးကလေးတွေနဲ့ထိုးပြီးခါပတ်လာလို့တော်ပါသေးရဲ့အဝင်းပါဘူးအဝင်းမပါဘဲနဲ့အဲ့ဒီတိရွက်တီကိုပတ်လာတာမြင်တော့မှဟဲ့ညီလေနောက်ဘဝကမလှူခဲ့လို့ဒီဘဝသူများအိမ်ကျွန့်ခံမှဒီအဝတ်ကိုညီပင်ပန်းပန်းနဲ့ရလို့ဝတ်ရမှာမဝတ်နဲ့ညီဒီဘဝဆင်းရဲတဲ့နောက်ဘဝကမလှူခဲ့လို့နောက်ဘဝကမှလှူခဲ့လို့ပုပ္ပိသကတပုံညတာဆိုးတဲ့ဒါနစက်ကြီးကပြက်ခဲ့လို့ဒီဘဝညီမွဲတယ်မဝင့်နဲ့ဟောဒီပစ္စည်းကိုမဝင့်နဲ့ဟောဒီအရှင်ကိုတော်မြတ်ကြီးကိုညီလှူလိုက်ပါတော့လားတရားလေးကတိုက်တွန်းပြီးတော့တရားနာပြိဿဟောအဲ့ဒီဝတ်ပန်း3 နှစ်ကျွန်းခန္ဓာပြိဿဝတ်ချင်လုံးလို့မဝတ်ဖဲတဲ့ယဟန္တာအရှင်မြတ်ကြီးအားလှူလိုက်ပါတယ်ဗျာယဟန္တာအရှင်မြတ်ကြီးကိုလှူပြီးတော့ကြည်တရားနာပြိဿရေယဟန္တာအရှင်မြတ်ကြီးကသင်္ကန်းဝတ်လှလိုက်တာသဗ္ဗေရံပြောရလို့လှလိုက်တာဘုန်းကြီးဆိုတာသဗ္ဗေရပြောတာလှလိုက်တာကြီးဆောင်မအိုးကြီးညိုးစရာကြီးပဲဖြစ်ပါဘူးလေငါဒီတိုင်းတော့ဖြင့်ဒီယဟန္တာအရှင်မြတ်ကြီးလှူရလို့ငါဆူတောင်းအောင်မှာပါပဲလို့အရှင်မြတ်ဗျာတဲ့အရှင်မြတ်ကိုဘုရားတပည့်တော်သည်ဟောဒီသင်္ကန်းလှူရသောကောင်းမှုကြောင့်နောင်ဘဝတန်တရား၌ဆင်းရဲနွမ်းနေ၍တပည့်တော်ယခုဘဝကဲ့သို့သူများအိမ်ကျွန်းခံမှဝတ်ရတဲ့အဖြစ်မျိုးမကြုံရပါလို့ဤဗျာတောင်းလာပြိဿကြီးတောင်းယုံနဲ့မကဘူးတရားနာပြိဿတောင်းယုံနဲ့မကဘူးတပည့်တော်သည်ဒီသင်္ကန်းလှူရလို့အရှင်မယတင့်တဲ့တပ်ပဲစွာဖူးမြော်ရသဖြင့်အရှင်မြတ်ဗျာတဲ့ဘုရားတပည့်တော်မကိုမြင်သူမှန်သမျှယောက်ျားတကာတို့အတွက်ကြည်ကောင်းပါလေဆူတောင်းတော်မှာဟဲ့တပည့်တော်ဆင်းရဲသမားဆိုတော့ဘယ်ယောက်ျားကမှမကြည့်ကြဘူးဗျာဘယ်ယောက်ျားကမှလာပြီးတော့စကားမပြောကြဘူးဗျာမိန်းကလေးသာဖြစ်တာဟဲ့ကိုယောက်ျားတွေကစကားပြောမှကြည်နတ်တာတော့ထုံးစံနဲ့တူပါရဲ့ကြည်စကားမပြောလို့သူကမကြည်နတ်ချက်လေးရှိထားတဲ့ယောက်ျားတွေရဲ့ပေါ့တပည့်တော်ဘယ်ယောက်ျားကမှလည်းမကြည့်ဘူးရှောင်းပြီးတော့သွားကြတော့ဗျာ
တပည့်တော်ကမကြည့်ရုံနဲ့မကဘယ်ယောက်ျားကမှလည်းလာပြီးတော့မပြောကြမဆိုကြဘူးသူကပြောတဲ့ချင်းဆိုတဲ့ချင်းနာကိုဆင်းရဲလို့မပြောကြမဆိုကြတာပဲဗျာဒါကြောင့်ဗျာတပည့်တော်ဆူတောင်းလိုက်မယ်ဗျာတပည့်တော်မြင်တဲ့ယောက်ျားမှန်သမျှယူသွတ်သွတ်ဦးကြောင်ကြောင်ဖြစ်ပြီးတော့မရမနေနိုင်ပဲနဲ့အရှင်မြတ်ဗျာအရက်မြန်းတောက်ပြီးမူးတကဲ့သို့ယူတကဲ့သို့သူချောင်းချောင်းနေဖြစ်ကုန်ရပါစေသာဗျာတောင်းလိုက်တာဟဲ့တောင်းလိုက်တာဟဲ့ကိုင်းတောင်းပြီးအဲ့ဒီဘဝကစုတေရောဆိုကြပါစို့စုတေသွားဗလားပြိဿကြီးဘယ်နှချောင်းရှိသွားတော့ဟဲ့နဂါဘဝတစ်ချောင်းချိုးလိုက်ချိုးတာတစ်ချောင်းချိုးထားဟေးနောက်နဂါဘဝပြီးတော့တထေသမီးဘဝပါတယ်တော့ဟဲ့ချိုးထားဟဲ့သူ့ဘဝ၄ဘဝရှိခဲ့၄ဘဝတိုင်တိုင်စုတွေတောင်းပြီးတော့လာခဲ့ရဟောဒီတခါတရားနာပြိတ္တာအဲ့ဒီဘဝကစုတည်၍နတ်ပြည်မှာတစ်ချိန်ဘယ်မှာတော့ဟဲ့နတ်ပြည်မှာတစ်ချိန်ဆိုတော့ဘယ်နှချိန်ဖြစ်တယ်နတ်ပြည်တစ်ချိန်ဖြစ်ပြီးတော့နောက်ပိဝိတိုင်အရိဋ္ဌပူရမြို့ဂရေ80ကျွဲဝတဲ့တိရိတဝိဆခေါ်တဲ့တထေးကြီးရဲ့သမီးလေးဖြစ်လာပါသည်ဘယ်သူသမီးတော့ဟဲ့တထေးကြီးရဲ့သမီးဒီလိုပဲမှတ်တထေးကြီးနာမည်ကတော့မှတ်ရမှာမဟုတ်တိရိတဝိဆဆိုတော့နော်တိရိတဝိဆတထေးကြီးရဲ့သမီးဒီကလေးမလေးဒီရုပ်ဆင်းအင်ကအင်မတန်လှသူ့မြင်သူမှန်သမျှတရားနာပြိဿယောက်ျားတွေယူသွတ်သွတ်ဦးကြောင်ကြောင်ဟိုဘဝကတောင်းခဲ့တဲ့စုကလေးနဲ့ပေါ့လေဟောနာမည်လေးမှဲ့လိုက်ပြန်တော့အုံမာဒန္တီဗါတဲ့တုံးပြိဿကြီးအုံမာဒန္တီလေးဖြစ်လာပြီသူကအုံမာဒန္တီရုပ်ဆင်းအင်္ဂါကအင်မတန်လှသူ့မကြည့်လိုက်နဲ့သူ့ကြည့်တဲ့ယောက်ျားမှန်သမျှမျက်လုံးစွေသွားစောင်းသွားစွေတယ်ဆိုတာဟဲ့ကလေးမလေးကဟောဒီဘယ်ဘက်ကရှိရင်သူ့မျက်လုံးကဘယ်ဘက်ကိုတခါလဲစွေထွက်သွားဒီဘက်ပြန်မတဲ့တော့ဒါငါမြင်အောင်ပြောနေစောင်းတယ်ဆိုတာကလေစောင်းတယ်ဆိုတာကကလေးမလေးကတဲ့မနေပဲနဲ့သူနဲ့ဘေးတိုက်ဆိုရင်သူ့မျက်လုံးကစောင်းထွက်သွားဒါကြောင့်စွေစောင်းထွက်သွားဟဲ့ဒီကလေးမလေးကိုမြင်လိုက်ရင်အုံမာရန်ဒီကိုမြင်လိုက်တာနဲ့တပြိုင်နဲ့ယောက်ျားတွေဟာလေဦးကြောင်ကြောင်ယူသွတ်သွတ်ဖြစ်ကုန်ကြနောက်တော့ဟေးဒီလေငါသမီးလေးသိလှငါသမီးလေးသိလှငါသမီးလေးသိလှသိလှတဲ့သမီးမြင်ရတဲ့ယောက်ျားလေးတွေကလာသားလေးတွေလူပြိုလေးတွေငါမျက်စိအောက်တင်ကပေါက်ကစားတွေဖြစ်ပြီးတော့ဦးကြောင်ကြောင်ကြီးတွေ့ရငါသမီးနဲ့တဏှာတော့လောကဘယ်သူမှမရှိဘူးငါသမီးလေးကအင်မတန်လှမြင်သမျှယောက်ျားတွေငါရှေ့ဒုက္ခဖြစ်တာကြီးတွေ့ရသည်ဘယ်သူနဲ့မှလည်းတမ်းမဘူးကဲငါသမီးလေးငါသမီးလေးတိုင်းပြည်အုပ်ချုပ်တဲ့အရိဋ္ဌပူရာမြို့ကသိဝိဘယင်ကြီးနဲ့မှထိုက်တန်တဲ့ဘယင်ကဆက်မယ်ဘယင်သွားတော့ဥတင်သမီးလေးကောက်တော်မူပါဘောမလားပါဗျာလူမမီနမမြအင်မတန်လှတဲ့သမီးအုံမာဒန္တီအားဘယင်မင်းတရာကြီးနဲ့သာထိုက်တန်ပါသဖြင့်ဘယင်မင်းတရာကြီးအလိုရှိကသိမ့်ပိုက်တော်မူပါဗျာလို့သွားတော်ဥတင်လိုက်တော့ရှင်ဘယင်ကလည်းကိုယ်တိုင်လာမကြည့်ဘူးဟဲ့မင်းဆရာကြီးများဖရာပုံနာကြီးတွေပေါ်ละကွာငါပုံနသံမပြောပါရစေနဲ့ပါညောင်းလုံးလို့ကိုယ်တံမဟုတ်တော့လှုပ်ပြောရတယ်ပွဲတဲ့ပုံနသံနေကြားဘူးမှာပေါ့ဘသူသေးသေးငါတင်မကပြီးရောပါဘသူတွေကဘာပဲဖြစ်နေကြီးအိမ်ကပုံနေမကြီးကစိတ်နာကာကြီးကဝင်လျာဝင်နေကြီးအပြီးတာပါညောင်းလေဟေးကိုယ်တံမဟုတ်တော့လှုပ်ပြောတာကန်ရိုးသွားကြပါစို့ဟဲ့မင်းဆရာကြီးများဗျာတော့တိ
တိရိတဝိသတထေဤသမီးဥမ္မာဒန္တိဆိုတာအမတန်လှတဲ့သင်တို့သွားပြီးတော့လက္ခဏာများဖတ်ကြမိဘယခေါင်ဖြစ်ထိုက်တဲ့ဘုံသဘာယလက္ခဏာပါမပါသွားကြည့်ကြပုံနာရှေ့ရောက်ထွက်လာပုံနာတွေလာတော့ပုံနာတွေလာမယ်ဆိုတာသိတော့ဖေလို့သူကလည်းမှားထားတယ်ငါသမီးပြင်မဲ့များထွက်မကြည့်နဲ့နော်တဲ့ပုံနာတွေဒုက္ခရောက်မယ်တဲ့ထွက်မကြည့်နဲ့ဆိုသည်မရပါဘူးပုံနာတွေရောက်အလားသမင်းကျွေးထားတော့မှထွက်တယ်ဒီပြင်းချိန်ထွက်တော်ပါသေးရဲ့ပြေးသားကြီးဘယ်ချိန်ထွက်လာတယ်သမင်းကျွေးထားတော့ထွက်လာတော့တဏခါပန်းမှန်နဲ့အုံမာဒန်ဒီမြင်လိုက်တော့ပုံနာတွေမင်းဆရာကြီးများတဲလာပါလားကြီးယောအကုန်ကိုကားတွေဖြစ်ကုန်ဟဲ့ဒီမဲ့ပါဇက်ထဲမဲ့သမင်းလုတ်ကိုနှာခေါင်းနဲ့သွတ်လို့ပုံနာတွေပါဇက်ထဲမဲ့သမင်းလုတ်ကိုတခါတည်းဟိုအုံမာဒန်ဒီကိုကြည်ပြီးတော့မျက်လုံးနဲ့ထဲလို့ထဲသမင်းလုတ်တွေနရွက်ထဲလို့ထဲပုံနာတွေဥကြောင်ဖြစ်တချို့ကလည်းသမင်းလုတ်ကိုတရားနာပိဋကပါဇက်ထဲမျက်လုံးနဲ့နှာခေါင်းစီမရောက်တော့ဘူးတခါတည်းဂျိုင်းညာတဲ့ညှက်လို့ညအကုန်ကိုကားတွေဖြစ်ကုန်ဒီလိုကိုယောကာယာတွေဖြစ်တော့ပုံနာများသည်ဘယ်နဲ့တုံးမင်းဆရာကြီးများဘယ်နဲ့တုံးများစားမဲ့သမင်းဟင်းတွေဗိုက်ထဲမရောက်ဘူးအလိုနရွက်ထဲအကုန်တစ်ကုန်ကျုပ်လည်းနှာခေါင်းနဲ့ဗျာကျုပ်လည်းမျက်စိပိတ်ကုန်ပြီဟောဗျာကျုပ်ချိုင်းငွေတွေနဲ့ကသမင်းစီအမဟိုတို့ဒီတို့ဆိုတော့အကုန်ကိုကားတွေဖြစ်ကုန်ကဲကျွတ်တို့ဒလောက်ထိအောင်ဒုက္ခဖြစ်ကြမှာတော့ဒီတငယ်မဘရင်ထံရောက်လာရင်ကျွတ်တို့ရဲ့မင်းဆရာကတော်ဖြစ်တဲ့ပုံနေမကြီးတို့နဲ့အတူတကွပျော်ရွှင်ဖို့ခက်သွားလိမ့်မယ်မင်းဆရာဆိုတော့ရှင်မရင်ကိုဝယ်ထားတဲ့ပုံနာများဆိုတော့ရှင်မရင်ထမအမြဲတမ်းခစားသူကမိဘရခေါင်းကြီးဆိုတော့ဘုရင်မင်းတရာနဲ့ကနေလို့ဒုက္ခရောက်ကုန်လိမ့်မယ်အခုကြည်ဆောင်ဘလို့ဒုက္ခရောက်မင်းဆရာရဲ့အိန္ဒြေကိုလည်းမဆယ်နိုင်ဘူးတော်ပြီဒီခလေးမကိုဘယင်ကတော်ဖြစ်ထိုက်တဲ့ဘုံလက္ခဏာဘာကမှမရှိဒီကဲ့သို့ဘယင်ကြီးကိုကျွန်ုပ်တို့လှိပြားပြီးသတော်ဥတင်ကြစို့ပုံနာများသူတို့ကိုယ်ရောကာယဖြစ်တာနဲ့တမင်သက်သက်လိမ့်တင်တော့ဒီလိုနဲ့ပြန်သွားပြီးတော့ဘယင်မင်းတရားကြီးထံခစားကြဘယ်နဲ့တော့မင်းဆရာကြီးများလှရဲ့မိဘရဲ့ခေါင်းဖြစ်တတ်တဲ့ဘုံလက္ခဏာပါရဲ့လားမပါကြောင်းပါဗျာမျက်လုံးကအထက်တစ်လုံးအောက်တစ်လုံးသူ့ကြည့်ရတာကိုယ်ရောကာယသူတို့ကိုယ်ရောကာယဖြစ်တာဟိုကောင်မလေးကိုယ်ရောကာယပြောမလာပါမင်းဖြစ်တတ်တဲ့မင်းကတော့ဘယင်ကတော့မိဘရဲ့ခေါင်းကြီးဖြစ်ထိုက်တဲ့ဘုံလက္ခဏာလုံးဝမပါကြောင်းပါဗျာမပါကြောင်းပါဆိုတော့တိဝိဘယင်ကြီးကလည်းအမတ်တမဲ့မေပျောက်နေလိုက်သဘောဒီလိုမေပျောက်နေပြီးတော့ဘယင်ကြီးကောက်တော့မမို့ဘူးဆိုတော့တိရိတဝိသတထေကြီးကဟောတရားနာပိဋကတိဝိဘယင်ရဲ့အပမှာကျွတ်တို့ခစားပြီးတော့နေရတဲ့တိဝိဘယင်ရဲ့ဘာအတွေးတော်ရဲ့သားအဘိပါရကဆိုတဲ့စစ်သူကြီးနဲ့ပေးစားလိုက်ပါရောဗျာပေးသားကြီးဘယ်သူနဲ့ပေးစားလိုက်တော့ဒီစာကြောင်းကိုနည်းနည်းလေးဟောဥလာသိန်းတို့လည်းဓာပြားသွင်းထားတာသိဘူးပြီးသားဖြစ်ပေမဲ့လို့နည်းနည်းလေးတော့ပေါ်လွင်အောင်တော့ပြောရတာပေါ့လေတိုးတုတ်ပေါ့ကျောက်ကဒီစားထုတ်ကြည့်ပြီးအောင်ဟောကျင်တာဧတရရသည်အထိဟောကျင်တာကိုဗျဒါကြောင့်စလာခဲ့တဲ့ပရိုမိုထိုးတာဘုရားလက်ထက်ကကဲဆက်လိုက်ကြအောင်စို့အဘိပါဒကစေသူကြီးနဲ့ပေးစားအဘိပါဒကစေသူကြီးနဲ့ပေးစားတော့နက်ခတ်ပွဲသဘင်မှာရှင်မင်းကလည်းတိုင်းကန်လှိလိမယ်ရှင်မင်းတိုင်းကန်လှိလိမယ်အချိန်ကြည်တရားနာပိဋကအဘိပါဒကစေသူကြီးကလေဟောတော့မှတရားနာပိဋကသူအပိုင်စားရထားတဲ့ရွာတွေကိုသွားပြီးတော့ငွေသိမ့်ရတာပေါ့ဗျာသူအပိုင်သားရှိတဲ့ရွာတွေကိုခီးသွားနေတဲ့ခိုက်တန်းဒီနေရာနည်းနည်းလေးတော့ခင်ဗျားတို့မေးချင်မေးမှာပေါ့အဘိပါဒကစစ်သူကြီးကြတော့မယူဘူးလားဖေမမူးဘူးလားဖေလို့မမူးဘူးဗျသူကသူပိုင်တဲ့ပစ္စည်းကိုဗျဒါတော့ပြောသိပါတယ်
အိမ်ကြမှာရှောက်မေးကြနည်းနည်းကျဲသွားမှာဆိုလို့ကျုပ်ကရှာရှည်တတ်တဲ့ဘုန်းကြီး तू ကအိတ္တရိယခုံနဲ့ပြည့်စုံသွားပြီအိတ္တရိယဆိုတာကကျွတ်တူအစိုးရတာဒီမိမပေါ်မှာ तू ကအစိုးရသွားတယ်ဒီမိမပေါ်အစိုးရတဲ့လင်ယောက်ျားကဒီမိမကြောင့်ဦးကြောင်ကြောင်မဖြစ်ဘူးဒီမိမက तू ပိုင်သွားပြီရှင်မင်းကြီးကလည်းကောက်ထိုက်တယ်ဆိုပြီးတော့သာကောက်လိုက်လို့ဘယင်ကတော့ဖြစ်သွားဘယင်လည်းယူဖို့မလွယ်ဘူးယူမှမဟုတ်ဘူးဒါပေမဲ့အခုတော့အဘိပါဒကပိုင်သွားတော့အဘိပါဒကပိုင်သွားတဲ့ပစ္စည်းကိုဘယင်ဦးကြောင်ကြောင်လုပ်ရင် तू လည်းယူအောင်မယ်ဆက်နာထောင်ကြည်တရားနာပိဋကခုမှားတဲ့စစ်သူကြီးကနမရေမအောင်ပါလေမင်းကသိလှတယ်ကွယ်စစ်သူကြီးကတော့ရဲ့မအောင်ပါလေမင်းကသိလှတယ်ကွယ်စစ်သူကြီးကတော့ရဲ့ငါစစ်သူကြီးခရီးသွားတဲ့အခိုက်အတန့်ရှင်ဘရင်ကြီးထွက်ကြွပြီးတော့တိုင်ငံလှဲ့လေတဲ့အခါမှာမင်းရဲ့ရုပ်ရည်ယူပကာယနှမဘရင်ကြီးမမြင်ပါစေနဲ့ကွယ်မောင်ကြီးမှားခဲ့ပါရစေဘယင်ကြီးမြောင်ဒီကိုကားရထွက်ပြီးတော့မပြပါလေနဲ့မင်းကိုမြင်သူယောက်ျားမှန်သမျှယူသွတ်သွတ်ဖြစ်ကုန်ကြတယ်မောင်ကြီးအသိအိတ္တရိယခုံရှိလို့ကာမပိုင်လင်းယောက်ျားမှုငါဘာမှမဖြစ်တော့လေဘယင်ကြီးကမင်းကိုမြင်လိုက်ရင်ဖြင့်တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ကြီးအယူပမာဏဖြစ်ပြီးဒုက္ခရောက်ကုန်ကြလိမ့်မယ်ရောက်ယုံနေမကဒေါ်တော့ကြတော့နှမရဲ့ယူပကာယမြင်ပြီးမိဖုရားမြောက်ချင်လို့မြန်ကောက်လိုက်ရင်လေမောင်ကြီးပြန်ရောက်လာတဲ့ချိန်ခါမှာမင်းနဲ့အတူနေရတော့မှမဟုတ်ဘူးလို့အဲ့ဒါလို့အတန်းနဲ့မှားထားခဲ့ပါလျက်ကနေလာတော့မယ်ရှင်မင်းလာတော့မယ်အုံမာဒာနီကလည်းစိတ်ထဲအမျက်ကလေးရှိအမျက်ရှိဆိုပုံနာတွေလှိပြားတာနဲ့ဘယင်ဆိုတဲ့လူကြီးကပုံနာများလိန်ပြောတာနဲ့ဘယင်ဆိုတဲ့လူကြီးကငါကိုမိပရခေါင်မမြောက်မကောက်တဲ့ကိစ္စတွေ့ကြသေးတာပေါ့ဆိုနည်းနည်းရံညှိုးလေးနဲ့ပေါ့လေရံညှိုးလေးနဲ့သူ့ရဲ့အစေခံကလေးမလေးတွေပြောထားတယ်ဟဲ့ဘယင်ကြီးကြွလာတဲ့ချိန်ခါမှာအပရောက်လို့ရှိရင်ငါပြောကြဆိုပြီးသူကပန်းနေတရားနာပိဋကငွေပလားကြီးတဲ့ထက်ငွေပလားကြီးတဲ့ပန်းနေထဲပြီးဘယင်ကြီးအိမ်သားရောက်လာရင်သူကပန်းကျဲမယ်ပေါ့ဒါနဲ့ရညှိုးလေးနဲ့ငါပြလိုက်အောင်မယ်လင်ယောက်ျားမပြပါနဲ့ဆိုရသားနဲ့သူကပြကျင်စိတ်ရှိဘယင်အကြောင်းသိစေရမယ်ပေါ့ကဲတရားနာပိဋကကြီးအဲ့ဒီလိုနဲ့ရှင်မရင်သူ့အိမ်သားရောက်လာကန်ဒီဟောမမအောင်ပါဘယင်ကြီးကြွလာပြီဆိုတော့လေသာရကားလေးဖွင့်ပြီးတော့ကိုဟန်ကလေးပြပြီးတော့တရားနာပိဋကပန်းလေးတွေကျဲချလိုက်မြင်မိသီဝိဘယင်ကြီးမြင်လိုက်တော့နားထောင်နော်မြင်လိုက်တော့မြင်တဲ့နောက်လိုက်တော့ပြီပိဋကရဲ့မြင်လိုက်ရောမျက်တောင်မခတ်ဘူးဟာမင်းကြီးများဖေကြည်စမ်းခိုးတငယ်မတင်လှကြည်စမ်းဟုတ်မှာမှန်လားပါဖေဟဲ့တင်လှတကူအဲ့ဒါဘလူအိမ်တော့မှန်လားပါအဘိပါရကစစ်သူကြီးရဲ့အိမ်မှာဖေအဲ့ဒီအဘိပါဒကစစ်သူကြီးနဲ့ဒီတငယ်မသူတို့ဘာတော်ကြမှန်လားပါဗျာဘယင်မင်းတရာကြီးကိုဆက်ချင်လို့တိရိဝိဆအထေးကြီးကနေပြီးတော့ပုံနာများတိရိဝိဆအထေးကြီးကနေပြီးဘယင်ကိုသရောဥတင်တဲ့ချိန်ခါမှာဘယင်ကပုံနာများလွတ်တော့ပုံနာများသည်ဒီကလေးမအလှကိုမြင်ရတော့ထမင်းလုံးတွေဟိုသွင်းဒီနိုင်နဲ့သူတို့ကိုယ်ယောကာယဖြစ်တာကိုမကျေနပ်တာနဲ့ဘယင်ကတော့ဖြစ်ထိုက်တဲ့ဘုံလက္ခဏာမပါဘူးလို့လိန်ပြီးတော်ဥတင်လို့ဘယင်မင်းတရာကြီးမကောက်ဖဲနဲ့ခြံထားလို့အဘိပါရကစစ်သူကြီးကကြံကောက်သွားကြောင်းပါဗျာမှားပြီမင်းကြီးများကမှားပြီဟဲ့ဟာပါလေအုံမတန်းဤဆိုတဲ့လက်ကြီးနဲ့လွှဲရလေခြင်းကွယ်ပုံနဲ့ရုပ်တွေတလောက်ရုပ်ရည်လှတဲ့ကလေးမဘယင်ကတော့မဖြစ်ထိုက်ဘူးလို့သူတို့တင်ကြ
ငါလွယ်တာသူတို့ကြောင့်အာဘာလေးလှလိုက်လေချင်းမောင်မေဗျာရှေ့ဆက်ပြီးတော့တိုင်းငန်းမလှဲ့လေလို့ဘူးရွှေနန်းတော်ကပြန်ကြစို့ရွှေနန်းတော်ရောက်ရောရွှေနန်းတော်ရောက်တော့လေတရားနာပြည်သာပွဲတော်လည်းမတော်ဘူးမတည့်ဘူးဆက်တော်လည်းမခေါ်ဘူးပြည်သာပွဲတော်တည့်ရလားဆက်တော်ခေါ်ရလားဆက်တော်လည်းမခေါ်ဘူးအိုးလူလှိမ့်ပြီးကိုယောကာယကြီးမျက်စီထဲမြင်အောင်သာကြည့်မြင်အောင်သာကြည့်အဲ့ဒီစိတ်ရတော်ဆိုးတယ်ဒီထဲတရားနာပြည်သာအပိပါဒကစစ်သူကြီးကပြန်လာဝိပါဒကစစ်သူကြီးကဘယင်ပါသွားပြီးတော့ခံစားတဲ့အချိန်ခါမှာဘယင်ကြီးကဘာတွေပြောနေတုံးဆိုတော့ဟာမလေးလှလိုက်လေချင်းကွဲဥမာရာနီလေးရဲ့ဟောမိုးဘောကတရားမင်းဆင်းလာပြီးတော့အိုးတိဝိဘယင်ကြီးသင်သည်ဘာစုများလို့သလဲသင်လို့သောစုငါပေးမယ်လို့တရားမင်းကဆိုပါကဘယ်စုမှငါမတောင်းပဲနဲ့ဥမာရာနီလေးမိဘယခေါင်ကြီးမြောက်နိုင်တဲ့စုကိုငါအရယူမှာပဲလို့အဲ့ဒါလို့ရေရွတ်နေတဲ့ကိစ္စအပိပါဒကစစ်သူကြီးကဘေးရနာထောင်တော့သိရောတီးတော့မှလာပါဗျာကိုတော်ကြီးဘယ်လိုဖြစ်တာတော့ဗျာဘယ်လိုဖြစ်တာတော့ဗျာဘာမှမပြောဘူးဘာမှမပြောတော့ဟဲ့မဖြစ်ဘူးသင်တို့ရဲ့ရှင်မင်းကြီးဒီတိုင်းဆိုလို့ရှိရင်ယောဂါကအမတန်ကြီးကျဲတဲ့နဲ့တူတယ်ကဲသင်တို့ရှင်မင်းကြီးဘာမှမဟုတ်ဘူးဘာလိနတ်စာမကျွေးပဲနဲ့ညောင်မင်းဆောင်အပြစ်ထားလို့နတ်ကင်တာနဲ့တူတယ်သင်တို့ရှင်မင်းကြီးနတ်ကင်တာနတ်ကင်တာဟဲ့နတ်ဖြင့်ကကြရင်လေဘာလိနတ်စာကျွေးရဘာလိနတ်စာကျွေးရမယ်မလာပါကိုတော်ကြီးဖျားမနတ်ဖြင့်ကအမတ်တယောက်ကိုညောင်မင်းကြီးအခေါင်းထဲကိုသွားပြီးတော့သူ့ရဲ့ဟိုအစေခံတယောက်မင်းချင်းယောက်ျားတယောက်ပေါ့လေအဘိပါဒကစစ်သူကြီးကမင်းညောင်မင်းကြီးတဲ့ဝင်းမင်းညောင်မင်းကြီးတဲ့ဝင်းနေကအမတ်တယောက်ကလာမင်းလို့ရှိရဲ့အဘိပါဒကစစ်သူကြီးငါကိစ္စလည်းမပါစီနဲ့ပေါ့ကွာအုံမာရာနီလည်းမပါစီနဲ့ဘယ်ကိစ္စမှလည်းမပါစီနဲ့ဘယင်ကြီးကိုလှိပြားပြီးတော့မင်းကညောင်မင်းဆောင်နတ်အနေနဲ့တစ်ပင်ကောင်းတွေကနေပြီးတော့ဒီလိုပြောနားထောင်တာဟဲ့သိဝေဘယင်ကြီးရဲ့ယောဂါသည်အဘိပါဒကစစ်သူကြီးရဲ့မရဖြစ်တဲ့ဥမာဒန္တီကိုရမှအသက်ရှည်လိမ့်မယ်ကြမ်းမယ်ဟိုငါအကြောင်းနဲ့ဥမာဒန္တီအကြောင်းကိုညောင်မင်းဆောင်နတ်ကပြောတဲ့အပြောမျိုးနဲ့မင်းပြောရမယ်နော်ကောင်းပါပြီကဲညောင်မင်းဆောင်နတ်ကပြောတဲ့အပြောမျိုးနဲ့အဲ့ဒီကနေပြောငါအမတ်တယောက်ကိုလှုပ်လိုက်မယ်ဟဲ့သိဝိဘယင်ကြီးသည်ဥမာဒန္တီကိုမိဘယခေါင်ကြီးမြောက်ရမှအသက်ချမ်းသာလိမ့်မယ်ဥမာဒန္တီကိုမရရင်ဖြင့်သိဝိဘယင်ကြီးအသက်ဆုံးရလိမ့်မယ်ဆိုပြီးညောင်မင်းဆောင်နတ်အနေနဲ့မင်းကအဲ့ဒီတိုင်းပြောတော့ညောင်မင်းကောင်းတဲ့အဝင်ခိုင်းပြီးတော့ဘယင်ကိုအမတ်တယောက်လွတ်တော့အမတ်ကလည်းဘာမှမသိဘူးညောင်မင်းဆောင်သွားဟိုညောင်မင်းကြီးနာသွားပြီးဗာလိနတ်စာကျွေးတာပေါ့ကျွေးတော့အဘိပါဒကစစ်သူကြီးပြောခိုင်းတဲ့အတိုင်းဟိုတစ်ခေါင်းထဲကနေပြီးပြောလိုက်တော့အမတ်ကဘယင်တော်ဥတင်ရောအဘိပါဒကစစ်သူကြီးကလည်းအနာနာမှာရှိနေမလားပါဗျာဗာလိနတ်အဘိပါဒကစစ်သူညောင်မင်းဆောင်မလားပါဗျာဟဲ့ဘယ်လိုပြောတော့မလားပါဗျာသိဝိဘယင်ကြီးသည်ဥမာဒန္ဒီကိုမိဘေခေါင်မြောက်ပြီးရမှသာလျှင်အသက်ရှင်လိမ့်မယ်ဥမာဒန္ဒီကိုမရပါကအသက်သေးလိမ့်မယ်ဥမာဒန္ဒီကိုမိဘေခေါင်ကြီးမြောက်ပေးလိုက်ကြလို့ညောင်မင်းဆောင်နတ်ကပြောလိုက်ကြုံပါဗျာမှန်လားပါဗျာအသက်ရှင်ရေးအတွက်ဖယားကျွန်တော်မျိုးအပိပါဒကစစ်သူကြီးရဲ့မယားဥမာဒန္ဒီကိုဖြင့်ဘယင်မင်းတရအားအတာတကြီးကြီးပြူနဲ့ဆက်တာပါတယ်ဗျာအသက်ရှင်အောင်မိဘရခေါင်မြောက်တော်မူပါဗျာတိဝိမင်းကြီးစဉ်းစားဟဲ့အမောင်ပိပါဒကစစ်သူကြီးငါကိစ္စလူတွေမကနတ်တွေပါသိကုန်ပါလားဟင်ကြည်စမ်းကွယ်တိုက်ပြီအုပ်ချုပ်တယ်ဘယင်ယောက်ျားကောင်းတော့မောင်းမ1000ဆိုပေမဲ့လို့ရတိုင်းယူနေလို့တော်မလားကွာဘယင်ကဟေးမဖြစ်ဘူးဒီမှာမိဖုရားတွေအများကြီးရှိပါလျက်ကနေသူများမယားဖြစ်တော့အဘိပါဒကစစ်သူကြီးရဲ့မယားကိုငါမိဖုရားခေါင်မမြောက်နိုင်ဘူးမိဖုရားခေါင်မမြောက်နိုင်ဘူးငါရဲ့ကြာကူလီဇတ်ထုတ်ကိုကြည်အခုတော့နတ်တေတောင်သိကုန်ပြီ
မဟုတ်ပါဗျာဒီကိစ္စသူများသားမယားကိုပြစ်မှားကျူးလွန်တဲ့ကိစ္စမဟုတ်အုံမာဒန်ဒီအပိုင်ဆိုင်သောအဘိပါရကဖယားကျွန်တော်မျိုးကြီးသည်ပိုင်ဆိုင်သောပစ္စည်းကိုအသာတကြီးနဲ့ဘယင်မင်းတရာကြီးအားလှူဝဲဝတ္ထုအနေနဲ့ပေးလှူသည်မြည်ချင်းကြောင့်အလှူခံပါပဲဟေးတော်မင်းမိမအလှူခံရမယ်လို့ကွာတော်မလားကွာတိုင်းပြည်အုပ်ချုပ်ဘယင်လုပ်ပြီးတော့သူများသားမယားကိုဒီလိုမိဘရခေါင်မြောက်တယ်ဆိုရင်ဖြင့်ငါဘယင်အတိုင်းပြည်ကကဲ့ရဲ့သင်္ကြိုတကရင်ဆိုကြလိမ့်ဟေးဓမဲမင်းတခိုးမင်းရုပ်ကြာကူလီဇတ်ထုတ်ခင်းတာကိုတော့ငါမလုပ်နိုင်ဘူးတော်ပြီဒီကနေ့ကစပြီးတော့မင်းရဲ့မယားဖြစ်သောအုံမာဒန်ဒီကိုမင်းသားလျင်ပြန်ပြီးတော့သိမ့်ပိုက်တော့အဲ့ဒါလိုလဲပြောလိုက်ပါရောမလားပါဗျာတဲ့အသင်မင်းတရာကြီးနဲ့တူတဲ့ဟောဒီဇဘူရိတ်ကျွန်းမှာအသင်မင်းတရာကြီးကဲဆိုသူတော်ကောင်းတဲ့မင်းမျိုးကိုဖယားကျွန်တော်မျိုးကြီးဘယ်သောအခါမှတွေ့မြင်ရလိမ့်မည်မဟုတ်ပါဖယားလို့အသက်ထက်ဆုံးအုံမာဒန်ဒီကိုအဘိပါရကပဲပြန်ယူ၍ဒီဘဝကစုတေကြသောခါလာပြန်ပြီပြိဿကြီးအစဆုံးဟောမှာဆိုတော့ကျုပ်ဆုံးအောင်ပဲဟောရမှာဘယ်နှကြိမ်လုံးအလုံး6ကြိမ်ရှိသွားပြီအဲ့ဒီလို6ကြိမ်တိုင်ဆူတောင်းပြီးတော့ဘဝအစဉ်စဉ်တက်ပြီးတော့အလှူဒါနနဲ့သူ့ဆန္ဒလေးတွေပြည့်ပြီးတော့လာခဲ့ရမှဟောတရားနာပြိတ္တနတ်ပြည်မှာနတ်သမီးသွားဖြစ်ပြေးသားကြီးဘာသွားဖြစ်တို့နတ်သမီးနာမည်ကကျွတ်တို့ဘရုမခေါ်တဲ့နတ်သမီးတာဝရိန္ဒနတ်ပြည်မှာဖြစ်ခဲ့ရဘရုမနတ်သမီးဘာနတ်သမီးတဲ့တို့ဘရုမနတ်သမီးတရားနာပြိတ္တအဲ့ဒီဘရုမနတ်သမီးဖြစ်ခဲ့ရခြင်းသည်စောစောကဘုန်းကြီးဟောလာခဲ့တဲ့အုံမာဒန်ဒီတို့ဘဝမှာနေ၍အဲ့ဒီအုံမာဒန်ဒီဘဝမှာစုတည်ပြီးတဲ့နောက်အခါသူဆင်းရဲလေသူမရဲ့သမီးတစ်ချိန်ဖြစ်ခဲ့ပြေတာဘသူသမီးဖြစ်ခဲ့တာတော့လေသူမရဲ့သမီးတစ်ချိန်ဖြစ်ခဲ့အဲ့ဒီလေသူမရဲ့သမီးတစ်ချိန်ဖြစ်တဲ့အခါတုန်းကသူတောင်းခဲ့တဲ့ဆုကလေးဘုန်းကြီးပြန်ပြောရအောင်ညထောင်ကြည်သမ်းမလေတော်သူအသွားမှာသူသည်လှူဖို့တမ်းမို့ရဲ့လို့စိတ်ကူးမရှိကြာငါးဖွင့်နဲ့ကြာငါးရွက်အဲ့ဒါတွေကိုသူယူသွားပြီးတော့တရားနာပြိဿရေသူ့လေတော်တွေကတဲကလေးရောက်သွားတဲကလေးရောက်တော့ပေါက်အပွင့်900သူလုတ်ပေါက်အပွင့်900လှောနေစေကာလမှာပင်လျင်ဟောတရားနာပြိဿပြစ္ဆေကဗုဒ္ဓအရှင်မြတ်ကြွလာသည်ဖယငယ်ပေါ့နှစ်သိန်းချင်းနဲ့ကဘာတသိန်းဖြည့်မှဖြစ်တော်မူတဲ့ဖယားပြစ္ဆေကဗုဒ္ဓဖယားကြွလာအဲ့ဒီပြစ္ဆေကဗုဒ္ဓကြွလာတော့တရားနာပြိဿလဲသူမလေးသည်ဟောဟန်ကြလိုက်ပါပြီငါမမျောလင့်ပဲနဲ့အရှင်ကောင်းအရှင်မြတ်ကြွလာပြီလှူမယ်လို့ဆိုပြီးတော့ကြာငါးပွင့်ကိုသူသွားပြီးတော့လှူလိုက်ကြာငါးပွင့်ကိုသွားလှူလိုက်တဲ့ချိန်ခါမှာပြစ္ဆေကဗုဒ္ဓကလက်ခံတာလက်ခံပြီးယူသွားတော့သူနည်းနည်းစဉ်းစားတယ်ကြာပွင့်နေသူဘာလုပ်ဖို့ကြာပွင့်နေသူလှူလိုက်လို့ဘာမှလည်းအသုံးပြုမှာမဟုတ်ပါဘူးလေဒီအရှင်မြတ်ကိုကြာပွင့်လှူလိုက်တာအသုံးမပြုမဲ့အတူတူတော့အိုးတော်ပြီငါပြန်ယူတာကောင်းရပါအောင်ဖယားဆိုတော့လေဟောရပ်ပေးတပည့်တော်ကြာပွင့်နေရှင်မယားအသုံးမပြုမဲ့အတူတူပြန်ပေးဖယားလိုက်တောင်းလှူပြီးပြန်တောင်းပြစ္ဆေကဗုဒ္ဓအရှင်မြတ်ကတော့ပြန်ပေးလိုက်တယ်ဗျကျွတ်တို့ဂျာနီကဘုန်းကြီးလိုက်တောင်းပြန်ပေးဖို့တဲမလွယ်ဘူးနဲ့တူကြည့်တရားနာပြိဿပြန်ပေးလိုက်တော့ဟောတော်ကြည်စား
သဘောကောင်းလိုက်တာငါပထမဘရုံမကြာဝင်နေလှူလိုက်တုံးကလည်းအလူခံတယ်လိုက်တောင်းပြန်တော့လဲဘာမှမပြောဘူးလိုချင်တယ်ဆိုလို့ပြန်ပေးတယ်ညီလှူပြီးသားပြန်ယူတာကောင်းပါဘူးလေလှူပြီးသားပြန်ယူပြီးတော့လဲညီဘာအသုံးပြုမှတော့အရှင်မြတ်ကိုသာညီပြန်ပြီးတော့လှူလိုက်တော့တော်လိုက်လှူဟဲ့စေရနာလေးကတိုက်တွန်းဟောနောက်တစ်ဖန်ထပ်ပြီးတော့ပြန်လှူတော့လဲလက်ခံအဲ့ဒီလိုလက်ခံတဲ့အချိန်ခါမှာပြန်လှူတော့နောက်တစ်ခေါက်ဘာပါသွားသလဲဆိုတော့ပေါက်ပွင့်900အပေါ်ကဖြူပြီးတော့ပေါက်ပွင့်ဘယ်လောက်တော့အဲ့ဒီပေါက်ပွင့်900ကိုအပေါ်ကဖြူပြီးတော့ဒီလိုဘရုံမှာကြာပန်းတွေကိုလှူပြီးတဲ့အချိန်ခါမှာအရှင်မြတ်ဖျားတဲ့ဖျားတပည့်တော်သည်အရှင်မြတ်ကိုဟောဒီဘရုံမှာကြာပန်းနဲ့တကွပေါက်900ကိုလှူရသောကောင်းမှုကြောင့်နောင်ဖြစ်လျရာဘဝမှာဖျားတပည့်တော်သည်ဟောဒီကြာပွင့်အစင်းကဲ့သို့ဖြစ်ပြီးတော့ဖျားတပည့်တော်သည်ခြေဘဝလှမ်းနိုင်အောက်ကဘဒုံမှာကြာပွင့်ခံ၍အရှင်မြတ်ကဲ့သို့ပေါက်900လှူရသောကောင်းမှုကြောင့်အရှင်မြတ်ကဲ့သို့သားကောင်း900ကိုရပါလို့ဤဖယားတောင်းလိုက်ပြန်ရောပြုပရိသတ်လှူတောင်းတာလားမလှူပဲနဲ့တောင်းတာလားခမည်းတော်အခုလှူကြတန်းကြတဲ့ဒကာတော်မကြီးတောင်းကြပါဗျာတောင်းကြဆူတောင်းကြလှူတန်းပြီးကြပြီဒါကြောင့်တရားနာပိဋကကြီးဟိုမှာကြည့်အဲ့ဒီကဲ့သို့ဖယားတပည့်တော်မှာလှမ်းနိုင်ခြေဘဝအောက်ကဘဒုံမှာကြာဝင့်နေခံ၍အရှင်ဖယားကဲ့သို့သား900ရပါလို့ဤဖယားလို့ဆူတောင်းပြီးတော့အဲ့ဒီဘဝကစုတေး၍ခုနဘုန်းကြီးပြောခဲ့တဲ့ဘရုမနတ်သမီးတာဝရိန္ဒာမဖြစ်ခင်ရပါသည်ပိသဘာနတ်သမီးတို့တာဝရိန္ဒာမဘရုမနတ်သမီးဖြစ်ပြီးတော့ခါဟောခြေဘဝကြွတိုင်းလှဲပိန်ပမာဏကြာပွင့်ကြီးတွေလာပြီးတော့ခံတဲ့ပြုတ်ကြီးကတော့ဘုံပိန်မှန်ကြီးနဲ့ခံစားပြီးတော့လာခဲ့ရအဲ့ဒီတာဝရိန္ဒာဘရုမနတ်သမီးဘဝမှာစုတေသောခါပြိဿလက်ချိုးခြင်းချိုးခဲ့နော်ဘယ်နှချောင်းရှိတစ်ချောင်းတိုးလိုက်ချိုးထားငါလည်းမချိုးမိဘူးမှတ်မိမှာမဟုတ်ဘူးနော်ကိုယ့်ဘာကိုချိုးထားလက်ချိုးမဖြီနဲ့9ချောင်းရှိသွားပြီအဲ့ဒီလိုတရားနာပိဋကကြီးဘရုမနတ်သမီးဘဝမှာစုတေးပြီးတော့လာခဲ့ရာဟိမဝန္တာမှာဇန်နဲ့ပျော်မွေ့တဲ့ရသေးကြီးတစ်ပါးရှိအဲ့ဒီရသေးကြီးသင်္ကန်းကျောင်းရဲ့အနီးအပါးမှာရေကန်တကန်ရှိအဲ့ဒီရေကန်ထဲမှာကျွတ်တူဘရုံမှာကြာဘူးကြီးတစ်ဖူးကအတော်ထူးဆန်းတပါးသောကြာဘူးတွေတဲ့လည်းကြီးတယ်တပါးသောကြာဘူးတွေဘယ်လိုပင်ပွင့်ကြပေမဲ့လို့အဲ့ဒီဘရုံမှာကြာဘူးကမပွင့်ဘူးအဖူးလိုက်အငုံလိုက်ကြီးအဲ့ဒီဘရုမနတ်သမီးသည်ကြာဘူးထဲမှာလာပြီးတော့တန်တိခရသေးကြီးရေကန်အသွားမှာတွေ့တဲဆုထူးဆန်းပါလားကယောကြည်စမ်းတပါးသောကြာပွင့်နဲ့မတူတပါးသောကြာဘူးနဲ့မတူကြည်လဲကြည်ထွားလဲထွားလှုပ်နေပုံကြည်ရတော့တပါးသောကြာပွင့်နေလေတိုက်လို့လှုပ်တဲ့အခါနဲ့မတူဒီကြာဘူးကြီးလှုပ်ပုံကလည်းတရိမ့်တရိုက်နဲ့အတော်ထူးဆန်းပြီစွာငါသွားပြီးတော့ကြည်စမ်းမယ်မှန်းဆိုပြီးကြည်လိုက်တော့ဟောကြာဘူးကြီးထဲမှာတရားနာပရိသတ်အဲ့ရက်ကလေးလေးတွေ့အဲ့ရက်ကလေးတွေ့တော့ဟာအိုးတန်သေးရစပฏิတန်ဒီပါလားတန်သေးရစဆိုတာတရားနာပရိသတ်မကြီးဘင်းကဖွာတော့စိန်သမာနအမလေးဟိုရေးသဖားမင်းကဖွာတော့ဥရုမရဒေဝီအစရှိသဖြင့်
တရားနာပရိသတ်ရေအဲ့ဒီကဲ့သို့တစ်ပင်မှာပေါက်ဖွားတဲ့တန်သေးရစတွေ၎င်းတော့ခမရတို့ဟိုရေရီနာမှာရှိတဲ့ရေအညှိကဖြစ်တဲ့ပိုးကောင်းတွေနောက်ပြီးတော့ရေထဲမှာအလိုလျောက်ဖြစ်ကြတဲ့တန်သေးရစပဋိတန်တွေအဲ့ဒါတန်သေးရစပဋိတန်တွေလို့ခေါ်ပါတယ်အဲ့ဒီကဲ့သို့ဘရုံမှာကြာဝင်ကြီးထဲမှာတန်သေးရစမွေးဖွားလာတဲ့ခလေးမလေးတွေ့လိုက်တော့တန်ရောစဉ်ပြတ်ချင်လို့ကတော့ရခိုးရသေးရဟန်းလို့ပြီးတော့ငါတကူရီပျော်ပါခဲ့တန်ရောစဉ်တရားလာပြီးတော့ချီနှောင်ပါဗောလားလို့ကြောင်းရောက်အောင်ကလေးမလေးယူသွားအတိတ်ထမ်းပြီးတော့ငါနဲ့ထိုက်လို့ရတဲ့သမီးငါသမီးပဲငါသမီးအမှန်ဖြစ်ပြီးတော့ငါသည်တင့်မိပါခဲ့သို့မေတ္တာစေရနာရှိရိုးမှန်ပါကဟောဒီလက်မှနှုတ်ရထွက်ပါစေသားလို့အတိတ်ထန်လိုက်တော့ဟောလက်ချောင်းကနှုတ်ရထွက်ဒီလိုလက်ချောင်းကနှုတ်ရထွက်တော့ကလေးမလေးအားလက်ချောင်းကလေးတက်ပြီးတော့နှုတ်တိုက်ပြီးတော့လာခဲ့ဒီလိုနဲ့ကလေးမလေးတဖြည်းဖြည်းကြီးပြင်းလာလိုက်တော့ကလေးမလေးကခြေပဝါလှမ်းရအရတ်မှတရားနာပိဋကဘဒုံမှာကြာဝင့်နေလားခံရုပ်ရည်လေးကလည်းအမတန်လှလူမမီနတ်မမြအင်မတန်လှလို့ဘရုံမှာကြာဘူးကြီးတဲ့ကရလို့ဘဒုမဝရီလို့ဒီလိုမှဲ့ခဲ့တဲ့နာမည်လေးဒီလိုနာမည်လေးမှဲ့ပြီးတော့လာခဲ့ရမှမုတ်ဆိုးကြီးကတောတဲ့ကိုသွားနေတဲ့အချိန်ခါမှာတောက်ရည်ခြေဆေးတဲ့ရေချိုးရည်အစရှိသဖြင့်သူ့အဖေရသေးကြီးအတွက်နေစဉ်နဲ့မြခထင်းဖြတ်တန်ဖြတ်တပြက်လဲတန်လဲရသေးကြီးတောထဲမှာသွားပြီးတော့တတိဝလနဲ့ခူးပြီးတော့လွယ်လာတဲ့ချင်းတောင်းတို့လွယ်အိတ်တို့ကိုကူယူတကြူများကိုယူ၍ဒီလိုအဖေဖြစ်တဲ့ရသေးကြီးကိုနေ့စဉ်နဲ့အများပြုစုပြီးတော့လာခဲ့ရ